So welcome back to my channel. It is part 2 of 027. Part 1 မှာကျွန်တော်တို့စက်ပြစီတွေရောင်းပြီးတော့3000လောက်ပဲမြတ်ခတ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့လုံးမဲ့စီးပွားရေးကကြတော့အင်းကြီးလိုပါတယ်4သိန်း5သိန်းလောက်အများဆုံးလိုပါတယ်။အဲ့ဒါမှဒီစီးပွားရေးလုပ်လို့ရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီနေ့လုံးမဲ့စီးပွားရေးကကြတော့ thrift store ဖွင့်မှာဖြစ်ပါတယ်။ thrift store ဆိုတာဘာလဲဆိုတော့မသိတဲ့သူတွေရှင်းပြပေးပါမယ်။ Basically thrift store ဆိုတာ second hand t-shirt တို့ဘောင်းမီချွေတို့ဘောင်းမီတိုတို့ jacket တွေကိုရောင်းတာကိုthrift pin လို့ခေါ်ပါတယ်ပြီးရင်ဒီ thrift pin အကြောင်းမြန်မာနိုင်ငံမှာတိတ်ပြီးတော့မထွက်ပါဘူးအဲအကြောင်းဒီ Japan တို့ UK တို့ US တို့ဒီ၃နိုင်ငံမှာကျတော့အလုံးအကျုံကိုထွက်ပါတယ်ပြီးရင်ဒီသူတို့ကကျတော့ဟိုးအရင်ခေတ်ကပဲဒီလိုမျိုးစီးပွားရေးကိုလုပ်ခဲ့ကြတာအခုထိသုံးနေတုံးပဲမီလီယံလို့ဘီလီယံချီပြီးတော့အဲ့လောက်ထိဒီ market cap ပဲရှိပါတယ်ဒီစီးပွားရေးတွေမှာကျွန်တော်တို့ဒီထက်မှလည်းလောက်ရမှာလည်းတိတ်ပြီးတော့မရှိပါဘူးဒီ website ကနေပြီးတော့သူတို့ချီကို contact လုပ်ပြီးတော့အဲ့သူတို့တင်လိုက်တဲ့ပစ္စည်းတွေကိုဗျာဒီမှာရောက်တာနဲ့ကျွန်တော်တို့အကုန်ခွဲပြီးတော့ပြန်ရောင်းရင်ဖြန့်ရမှာဗျာဖြန့်လို့မရရင်ကိုယ်တိုင်ရောင်းမယ်အဲ့ဒါပဲရှိတယ်စီးပွားရေးဆိုတော့အဲ့လိုမျိုးပဲလုပ်ရတယ် So guys ကျွန်တော်ကတော့ဒီပစ္စည်းတွေကိုဘယ်ကနေမှရမလဲဘယ်လိုမှရမလဲဆိုတာအဲ့ဒါပဲလေးလိုင်းနဲ့2နိုင်3နိုင်လောက်ကုန်ရပါတယ်ကဲကျွန်တော်ဒီမှာပြောချင်တာတစ်ခုရှိပါတယ်ကျွန်တော်တို့ကကျတော့နိုင်ငံခြားနဲ့ပစ္စည်းတစ်ခုခုမှယူမယ်ဆိုရင်အနည်းဆုံး3လ4လလောက်ဆောင်းရပါတယ်အဲ့လိုမျိုးမဆောင်းပဲနဲ့ကျွန်တော်ကကျတော့ supplier တစ်ခုကိုချလိုက်ပါမယ်အဲ့ supplier ဆိုတာဗျာသူ့ရှိမှပစ္စည်းတွေကကြိုတင်ရှိပါတယ်ကျွန်တော်တို့ကသူ့ရှိရနဲ့တစ်ဆင့်ဝယ်ယူပြီးပြန်ရောင်းရပါမယ်အဲ့ဆိုတော့ supplier ကိုချကြည့်ပါမယ်Finally guys ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ supplier page ကိုတွေးလိုက်ပါတယ်ဒီ supplier page ကJapan နဲ့ USA မှာထွက်တဲ့ second hand clothes တွေကိုရောင်းတာဖြစ်ပါတယ်ကဲမကြခင်မှပဲကျွန်တော်သွားပြီးတော့ Messenger မှာစကားပြောလိုက်ပါတယ်ကဲနေရကြပြီးတဲ့နောက်ကျွန်တော်မှာတော့ပစ္စည်းရောက်ပါပြီဒီပစ္စည်းကကျတော့ဘောင်းမိချေတွေဗျာယောက်ျားလေးဝတ်တဲ့ဘောင်းမိချေဒီဘောင်းမိချေတွေကကျတော့ဂျပန်နဲ့တဆင့်လာတာဗျာကဲနောက်ဆုံးဖွင့်ပြရတဲ့အချိန်မှာဒီမှာပါဘောင်းမိချေတွေဗျာဒီဟာတွေကိုအကုန်ထုတ်ပြီးတော့တေချာလောက်ရပါမယ် So guys အကုန်ထုတ်ပြီးရတဲ့နောက်ကျွန်တော်ကတော့ဒီဘောင်းမိချေတွေကိုအကုန်တေချာလေးစီပါတယ်စီပြီးတော့တေချာခောက်ပြီးတော့ထည့်ပါတယ်ကဲဒီဘောင်းမိချေတွေကိုဗျာအကောင်လုံးဒီအိတ်တွေကိုထပ်ပြီးသွားပြီဒီဟာကိုကျွန်တော်ဈေးကွက်တော့သွားရောက်မှာဖြစ်ပါတယ်ကျွန်တော်ကတော့လုံးဝစိတ်ပြတ်နေပါတယ်ဈေး2ရက်သွားရတာဗျာအဲ့ဒီ2ရက်ကိုနှစ်ထပ်ပဲရောင်းရတယ်စဉ်းစားကြည့်ဗျာလုံးဝစိတ်တော့ကြာနေပြီးတော့အဲ့ဒီကျွန်တော်ဝယ်လိုက်တာတစ်ထပ်ကို4000 5000လောက်ကျပါတယ်5000ကျတော့ကျွန်တော်ကဈေးကွက်တော့8000ရောင်းတာဗျာတစ်ထပ်3000လောက်မြတ်ပါအဲ့ဒီစုစုပေါင်းအထက်ကကျတော့100လောက်ရှိတယ်ဗျာ100ကုန်သွားရင်ကျွန်တော်က3သိန်းလောက်မြတ်ပါဒါပေမဲ့ကျွန်တော်ရောင်းရတာကြတော့အခု2ရက်ဈေးသွား2ရက်ရောင်းတာဗျ2ရက်ကို2ထပ်ရောင်းရတော့အဆင်မပြေသေးပါဘူးကျွန်တော်ဘာလို့ရင်ကောင်းမလဲလို့ချုံးရည်လားဒီပစ္စည်းတွေဝယ်လိုက်တယ်လားလုံးဝစိတ်ပြတ်နေပါတယ်အခုထိပစ္စည်းတွေအဲ့လိုပဲနှစ်ပတ်လောက်ဖြစ်သွားပြီဘာမှနားမလဲတော့ဘာလို့ရမလဲဆိုတော့ထားလိုက်ပါမယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ